Dhammacaya Tando Dhammantino Adrinaya Sa Nibuddha Nibbanataya Taloka Dharananami Loka Dharano Loka Tumai Godaya Tesu Chito Mudo Yo Nago Buddha Naga Miro Yadiya Sindhiya Tutta Chene Swapyadi Buddha Tisali Kuronai Tu Treti Nindo Hui Chiyue Bodaya Sachatai Tadu Bolu Rokodu Senle Dija Bazi Jinchu Ngalega Tato Kuroga Dinyin Jiro Mui Chiyue Dhammacaya Sachatai Tadu Bolu Rokodu Meyen Yin Chijazi Ching Ngalega Tato Kuranga Dingili Tamu Kukante Yin Mui Chiyue Dhammacaya Sachatai Tadu Bolu Rokodu Meyen Kili Tamu Ninja Bazi Ching Ngalega Dino Atandaya Devam Garechango Buddha Tocha Kuroraya Pichi Daliyin Dharanaya Sakuro Tatu Chutai Duro Nibuddhawan Malekandu Buddha Tocha Yauja Bazi Jinchu Ngalega Nibuddha Kilita Pranita Vesayukte Kurodai Nindo Muvichye Nibbanataya Sakuro Tatu Viniduro Kukate Ninja Bazi Jinchu Ngalega Dhammam Nizili Nadamasako Didi Guruna Shita Midapsi Ojaro Mukhe Bhavedi Loka Dharana Loka Tumai Godaya Desu Chito Mudo Naga Buddha Naga Miro Yadiya Sindhiya Tutta Tubya Swapyagu Nami Namami Kuno Nalo Tozo Pyao Pyo Mango Shoyi Gado Nyano Leso Moye Shiko Nyopai Yaswapya Yaswapya Yadulalu Yadatu Tajari Pita Rogan Abanduri Maniga Izin Yangi Boaduga Chike Buri Atui the Kubu Yoga Sene Subiyo Yangi Boaduga Chayama Kiri Tawamu Champu Dio Sete Chike Rami Maniga Yogunya Ate Changi Doki Pause Rodaji Manepshan Nangajata Dana Pikatomi Yando the Bani Pink Kindly Called Kindly We were a thought for Latina Yogo Shinjam Nangajatu Nangajata
တရားပြပေးရမယ်ဒီဒီမှတ်ထားတဲ့ဆောင်ရွက်ဖို့ဒီမှတ်ထားတဲ့အရာတွေကရှိနေသေးတဲ့အတွက်ဆရာတော်စောသေးတယ်လို့ခံစားရတယ်များရှင်ပြမမပြရင်ဘယ်သူပြပါလဲအဲ့ဒီသာသနာပြုတာကိုမိမိပခုံးပေါ်ရောက်လာတဲ့အချိန်မှာဖြစ်ပေါ်ခဲ့မှုရဲ့စိတ်ဖြစ်ပေါ်ခဲ့မှုရဲ့အတွေ့အကြုံရှိတယ်ဒီလောက်လေးနဲ့တဲ့တရားတွေကိုငါပြရင်ချိုးထွင်းသိဖို့အတွက်တော်ခက်ခဲကြပါလေစိတ်ထဲဖြစ်တယ်မြတ်စွာဘုရားရှင်တရားမဟောတော့ဘူးလို့စိတ်ရတော်မူခဲ့တာယင်ထဲမှာခံစားနားလည်ပြီးလို့ဒါပေမဲ့တကယ်လက်ပြီးတရားပြတော့တမာတိရှိရင်ဟိုတိုင်းမှစွာသိနေရင်လေဆိုတဲ့အတိုင်းပဲဒီလိုအရေးကိုတရားရဖို့အတွက်ကူညီပေးရတဲ့လမ်းခီးမှာဒီတမာတိရှိဖို့ပဲအရေးကြီးတယ်တမာတိရှိရင်တစ်စင်ပြီးတစ်စင်ထိုးထွင်းသိနေကြတာကြီးပါပဲကဲခဲတဲ့နေ့နေ့ဒီနိုင်ခဲ့တဲ့ဉာဏ်နိုင်ခဲ့တဲ့သိမွေးတဲ့ဘုံမြတ်တယ်အကျဉ်းသမားတို့ရဲ့ကျက်စားရပုဂ္ဂိုလ်တကယ်ချင်းချမ်းကျုပ်ကိုအထုတဲ့တမာတိဒီဟုသောဒီဘောမှာရပ်တည်ပြီးတော့ဝိပဿနာဉာဏ်တန်ရဲ့ကိုကောင်းစွာသိခွင့်ရတဲ့သူတွေအဖြစ်ကိလေသာချုပ်ဖို့တွေကိုခုတ်ထွင်ဖြည့်ရှင်းနိုင်တဲ့အကျိုးတရားဆိုတာတရားရှင်အမခံချက်ပြီးပေါ်ထားပြီးသားမလို့လက်ပြီးဘဝတည်းတကယ်တရားပြတ်တဲ့ဘဝကိုရရှိတဲ့အချိန်ကစပြီးတော့ကိုယ့်ရဲ့ဉာဏ်စမ်းရှိတယ်လားကံအကြောင်းအထောက်ပံ့ရှိတယ်လားယောဂီတပည့်တော်ကောင်းတွေရဲ့ဉာဏ်အစမ်းရှိတယ်လားကံအကြောင်းအထောက်ပံ့ရှိတယ်လားဒီသိခွင့်ရတယ်ဘာတွေကိုထိုးထွင်းသိခွင့်ရကြလဲရုပ်တွေကိုပရမတ်ဉာဏ်နဲ့ဆိုင်အောင်ထိုးထွင်းသိခွင့်ရကြတယ်ရုပ်တွေကိုပရမတ်ဉာဏ်နဲ့ဆိုင်အောင်ထိုးထွင်းသိဖို့အတွက်ရုပ်ကလပ်လေးကိုသိဖို့လိုအပ်တယ်ရုပ်ကလပ်နံကလပ်ဆိုတာစာပေမှာလာတဲ့အတုံးလုံးနဲ့ဘာဖြစ်လို့ကလပ်လို့ခေါ်လဲအစုဝေးမှုလို့ဘုရားရုပ်ကလပ်ဆိုတာရုပ်ရဲ့အစုဝေးတယ်နံကလပ်ဆိုတာစိတ်စေတသိက်တရားရဲ့အစုဝေးပဲအဲ့ဒါတွေကိုပန်းပန်းနဲ့ထိုးထွင်းသိဖို့အတွက်သမာဓိရှိရမယ်သမာဓိရှိတဲ့ပုဂ္ဂိုလ်ကအကပ္ပဝကနေကောင်းဘဝကိုရောက်ဖို့ရတဲ့အတွက်လမ်းပေါ်ရောက်ပြီးဘုရားနာစာထိုးထွင်းသိဖို့အတွက်ကြီးစွာသောအကြောင်းထုတ်ပတ်တွေကိုရရှိပြီးဘုရားရှင်ရဲ့အဆုံးအမဒေသနာတော်ကရှင်းလင်းချက်တွေဘုရားရှင်ဟောတော်မူတဲ့အတိုင်းဘုရားရှင်ရဲ့အလိုတော်ကိုသိတော်မူတဲ့နောက်သာသနာမှာဘုရားရှင်ရဲ့ပါဠိတော်လားစကားတော်တွေကိုညတ်တော်ဝင်နားလည်နိုင်စွာအားသေးလာကြတယ်နောက်သာသနာကြီးညိုတဲ့ပုဂ္ဂိုလ်တွေအတွက်ကျိုးကျေးဇူးများစေခြင်းကဘုရားရဲ့အလိုတော်ကိုသိတော်မူတဲ့ထာဂရဆရာတော်များရဲ့ရှင်းလင်းချက်ဟာတရားထုတ်ထွင်းသိဖို့အတွက်ကြီးစွာသောအကြောင်းရင်းဖြစ်ပြီးဒီနေ့ထိုင်နိုင်ငံဆိုတာဒီရဝါဒသာသနာကျောင်းတဲ့နိုင်ငံလို့
ဒီဘူရပြောလို့ရဒါပေမဲ့ထိုင်းနိုင်ငံမှာပြောရကိုင်းဘုန်းကြီးတွေကအထကရာနဲ့အဘိဓမ္မာကိုပေကြတယ်စာပေလေးလာနေကြတဲ့ရန်တော်များကတော့စာပေဖေချင်းနဲ့ဝင်ရောက်ခင်ရလို့ကောင်းစွာတုံ့ပြန်လက်ခံကြတယ်ဒီမှာတော့ရလမ်းကြောင်းကြီးကိုဘယ်လိုကျင့်ရမယ်လို့ပါဠိတော်ထဲမှာလိုက်ရှာရင်သိစိတ်ကျင့်သုံးမှုအတွက်ရှင်းလင်းချက်ကိုပြည့်စုံစုံမတွေ့နိုင်ဘူးဒီယုတ်ဒီနန္ဒီကိုပြမဉာဏ်ဉာဏ်ဆက်အောင်သိသိဖို့အတွက်ဘယ်လိုရှိရမယ်လို့ရှင်းပြထားတာကအထကနာဆရာတော်များရဲ့ရှင်းလင်းချက်ထဲမှာရှိတယ်ဒီနေ့ပေါင်းဆရာတော်များကြီးဘာဖြစ်လို့ဒီကျင့်စဉ်ကြီးကိုပါဠိတော်ထကရာထိကဝိနည်းတုတ်တံအဘိဓမ္မာတရားတော်ထဲမှာလာတဲ့အဖြစ်ဆက်တွေကိုကောင်းစွာချိတ်ဆက်ပြီးတော့ကျမ်းပြီးသင်ပေးနိုင်ရမယ်ဆိုရင်အထကရာရှင်းလင်းချက်တွေကင်း၍ဖြစ်နိုင်တော့မှာမဟုတ်ဘူးဉာဏ်တရားတွေကိုဘယ်လိုရှိရမလဲဆိုတာပါဠိတော်ထဲမှာတည့်ရနေပါဘူးရှင်သာရိပုတ္တရာပတိမြတ်ကြီးစိတ်စေတသိက်ဉာဏ်တရားတွေကိုဘယ်လိုသင်သိသိနိုင်တယ်လို့မြတ်စွာဘုရားတည့်ဟောသွားတယ်။ဘာကြောင့်ရှိနိုင်ရတာလဲဆိုတဲ့လမ်းစာပြီးထိုပါဠိတော်ရဲ့အခွင့်အထကရာထဲမှာပဲလာတယ်။အထကရာဆရာတော်များအင်မတန်ကျေးဇူးကြီးလာတယ်ဝဋ္ဌာရမဏနံပရိဒိတတာယဝတ္ထုနဲ့အာယုံကိုပူရဲသိသိနိုင်ရင်ယုတ်တိနန္ဒီကိုစိတ်စေတသိက်နန္တရားတွေကိုတလုံးချင်းသိသိနိုင်ကြတာကြီးပါလေဒါဆိုရင်ထကရာဆရာတော်များရဲ့ကျေးဇူးကိုကြီးလာသူ့ကိုပယ်လိုက်နန္တရားဘယ်လိုကြည့်ရမယ်လို့မသိနိုင်တော့ဘူးအဘိဓမ္မာကိုပယ်လိုက်စိတ်စေတသိက်နန္တရားတွေကိုသိသိရှုပွားခြင်းဆိုတဲ့ဓမ္မပိဋကများရနိုင်ပါတော့လားရနိုင်ကြတော့ဘူးဒီဓမ္မကိုပယ်လိုက်ရုပ်တွေကိုပရမတ်ဉာဏ်နဲ့ဆက်အောင်ထွန်းထွန်းသိခွင့်ဆိုတာရှိပါတော့လားနာမရူပပရိစ္ဆေဒဉာဏ်မှာမရတော့ဘူးဆိုရင်ဝိပဿနာ၏ပထကနဥသောဝိပဿနာဉာဏ်ဟာယောဂီတော်ကောင်းတွေမှာဖြစ်ထွန်းလာကြတဲ့အကြောင်းမရှိတော့ဘူးနာမရူပပရိစ္ဆေဒဉာဏ်မရဘူးဆိုဒုက္ခသစ္စာမသိနိုင်တော့နာမရူပပရိစ္ဆေဒဉာဏ်မရနိုင်ဘူးဆိုလို့ရှိရင်ပစ္စယပရိက္ခဉာဏ်ရဖို့ဘယ်လိုမှအားထုတ်လို့မဖြစ်နိုင်တော့ဘူးဒုက္ခသစ္စာမရတဲ့ယူတရားနန္တရားခန္ဓာ၅ပါးကိုထွန်းထွန်းမသိတဲ့ပုဂ္ဂိုလ်ရဲ့အတွက်သမုဒယသစ္စာသိအောင်ဗနည်းနဲ့မှကြိုးစားလို့မဖြစ်နိုင်ဘူးသမုဒယသစ္စာသိရဲ့အတွက်ကိုလည်းဘယ်ထဲမှာဒီရှင်းလင်းချက်တွေလာလဲလို့ပြောရင်အထကရာထဲမှာပါပဲဒါတော့အထကရာဆရာတော်များဒီနောက်သာသနာကိုအမြင်ပြုပြီးတော့တရားဘယ်လိုကျင့်ရမလဲဆိုတာကိုကောင်းစွာရှင်းလင်းသွားတော်မူခဲ့ကြတော့တောင်းကြည်တော်သူတော်ကောင်းကြီးများပဲဖြစ်တယ်ဒီတပတ်ပေတော်သူတွေအင်မတန်တနာဖို့ကောင်းပါဆုံးရှုံးသွားကြတယ်အဘိဓမ္မာကြောင့်တပ္ပညုတဉာဏ်တော်မြတ်ကြီးကိုရေးရေးလေးတွေးလို့နားလေအဘိဓမ္မာဆိုတာတာဝကရဲ့အရာမဟုတ်ဘူးတမန်တော်ဘုရားဘုရားရှင်တို့ရဲ့အရာသာဖြစ်တယ်အဲ့ဒီအဘိဓမ္မာဒေသနာတော်ကြီးကိုလုံးစုံသိတော်မူတဲ့တပ္ပညုတဉာဏ်တော်မြတ်ကြီးကိုရရှိထားတော်မူတဲ့ဘုရားရှင်တို့သာဟောကြားနိုင်တော်မူတာကျန်တဲ့သူတို့ဒီကျက်စားရမှာမဟုတ်ဘူးကိုယ်တိုင်ကိုယ့်အကိုဒီမှာတရားဒေသနာတော်ကိုဘယ်သူတူတယောက်ကမဟောနိုင်ဘူးမပြောနိုင်ဘူးမပေါ့မပြန်အမြဲတမ်းတဲ့ဘယ်လိုပဲဆန်းစစ်လိုက်အကွက်ရည်လို့ရှိတယ်အ
မတန်အချိတ်ဆက်ကြီးနေတဲ့အမြဲတမ်းတော့ပရမတ္ထတရားတွေကိုဟောကြားသွားတာဟာအဘိဓမ္မာဒေသနာတော်တွေအဘိဓမ္မာကိုပယ်တော်သူဟာသဗ္ဗညုတဉာဏ်တော်မြတ်ကြီးကိုပယ်တဲ့သူတွေသဗ္ဗညုတဉာဏ်တော်မြတ်ကြီးကိုကံကြောက်နေတဲ့သူတွေဘုရားဆိုတဲ့ဂုဏ်တုဝိသေသကိုနားမလည်တော်သူတွေလို့ဒီဆိုရမယ်အထမရာဆရာများကိုပယ်တဲ့သူတွေဟာလည်းပဲအရှုံးကြီးရှုံးကြတဲ့ပုဂ္ဂိုလ်တွေအနစ်နာကြီးနစ်နာအောင်ပုဂ္ဂိုလ်ကိုခက်စီးနေတဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုဆိုရမယ်ဘုရားရဲ့လူတော်ကိုသိတော်မူတဲ့ရှိမထင်တဲ့ကြီးတွေကနေပြီးတော့လက်ဆင့်ကမ်းပြေဆောင်လာတော့ရှင်းလင်းချက်ပြတာဖြစ်တယ်ဘုရားလက်ထက်တော်ကဘုရားရှင်တန်ကနေနာကြားခွင့်ရလိုက်တဲ့ဘုရားတော်တွေကိုတချို့သောသူတော်ကောင်းတွေကနားမလည်ကြတဲ့အတွက်ရှင်သာရိပုတ္တရာရှင်ပါမောက္ခလရှင်ညုရုဒ္ဓရှင်အနန္ဒာဒီလိုမတင်တဲ့ကြီးတွေထံချစ်ကပ်ပြီးတော့မြင်တတ်တော့ပြန်ပြီးတော့ဘုရားရှင်ရဲ့အလိုတော်ကိုအသေးစိတ်ပြန်ရှင်းပြတာဟာအထကတာပါပဲဒီနေ့ယောဂီတော်ကောင်းအပေါင်းတွေကိုအသေးစိတ်ပြန်ပြီးတော့ရှင်းခွင့်ရတော့ပြန်မရှင်းနေဘူးအဲ့ဒါကိုအထကတာလို့ပြောရင်ရမှာပေါ့ဘုရားရှင်ပြောတဲ့ပါဠိတော်အထကတာလေးလာတဲ့ရှင်းလင်းချက်ကိုအဲ့ဒီရှင်းလင်းချက်အတိုင်းလေးဘာသာပြန်ဆိုလိုက်ရင်ဒီနေ့ပြည့်တဲ့နားလည်ပါ့နားလည်တယ်ဒါရှိမထင်တဲ့ကြီးတွေဆိုရင်ဘယ်တော့မှရှင်းနိုင်ကြဘူးဉာဏ်မထင်တဲ့ကြီးတွေကလည်းဖြစ်တယ်ထို့တဲ့တရားတဲ့တရားတော်တွေကိုဝါဒနာအငွေဓမ္မတပါကိလေသာပူဇော်များကိုအကျဉ်းချရှိပယ်တတ်နိုင်တော်မူကြတဲ့တော်ကောင်းကြီးတွေဖြစ်တယ်ပရိသမ္ပိဒဉာဏ်ကိုလည်းရရှိထားတော်မူကြတဲ့တော်ကောင်းကြီးတွေဖြစ်တယ်အဲ့ဒီတော်ကောင်းကြီးတွေကဘယ်လောက်များရှင်းနိုင်ကြမလဲဆိုတာစဉ်းစားကြည့်ပါဦးဒီနေ့ရှိကဟောနေတဲ့ပုဂ္ဂိုလ်ရှင်းပြတာပဲတော်တော်လေးဝမ်းသာတယ်လို့နားလည်တယ်လို့ရှင်းတော်ကောင်းကြီးတွေတစ်ချိန်တစ်ချိန်ရှင်းတော့ကောင်းတယ်နော်ဒီအဲ့ဒါပဲကိုယ်တိုင်းကဥပမာသိဖို့လိုတယ်လောကလူသားတွေကအခါပြန်လေးလဲမလေးလာထားဘူးတန်ရောင်လိုက်တယ်ခေါ်နောက်နိုင်ငံကပြုတည်တဲ့လုပ်ငန်းကိုသူတို့ကတော်တော်လုပ်တတ်တယ်ဟုတ်ပြီနော်ဘုရားရဲ့ပါဠိတော်ဒီစောက်ပုံမှာတာမန်လူသားလို့ပြောတယ်အင်မတန်မှလှပတယ်အင်မတန်မှပြည့်စုံတယ်အင်မတန်မှကြီးကျယ်ပါဠိတော်ရဲ့အသွားလာဘုရားတို့ရဲ့အရာသာဖြစ်တယ်အထကရာဆိုတာဒီနေ့တာမန်လူသားလို့စာပုံရည်သားတဲ့ကဲလို့တာမန်ဘာသာစကားပဲဖြစ်တယ်အဲ့ဒါဘုရားရဲ့စကားတော်နဲ့ဖွဲ့စည်းပုံနဲ့အဲ့ဒီအထကရာရဲ့ဖွဲ့စည်းပုံကိုတိုင်းရှင်းပြီးတော့ကြည့်တော့ဘုရားဟောဖို့လောက်ဘူးလို့ပြောပြန်တယ်မှန်တယ်ပေါ့ဘုရားဟောတဲ့ပုံစံကိုဘုရားပဲထုတ်တတ်တာပါဠိတော်ရဲ့ဖွဲ့စည်းပုံကြီးကအင်မတန်အချိုးချလောကစကားနဲ့ပြောရင်ကာယနဲ့တပေကြီးနေတယ်ဒါပါဠိတော်ရဲ့ဖွဲ့စည်းပုံပဲဝိပဿနာသုံးသပ်လေးတွေကချိုးချဒီဘုရားရှင်ရဲ့ပြောဟန်ဆိုတာကလူတမန်တို့မပြောနိုင်ဘူးလူတမန်တို့ရေးနိုင်တဲ့ဆိုဟန်ပြောဟန်ဒီအထကရာရေးဟန်ပြောဟန်ပဲအဲ့ဒီတခုကိုနိုင်ချင်ပြီးကြည့်လိုက်တော့ဘာသာပေဒဖွဲ့စည်းပုံကဘုရားဟောအဆင့်ကိုပြီးတာမမိတဲ့အတွက်ဘုရားဟောဖို့လို့မပြောနိုင်ဘူးတမန်လူသားတို့နားလည်အောင်လို့တမန်လူသားတို့ရဲ့အသုံးလုပ်နေတယ်ရေးကြရမှာပေါ့ရေးတဲ့သူတွေကလည်းဘုရားမဟုတ်ဘူးတမန်လူသားတို့ရေးတော့အသုံးလုံးဘာသာစကားယူဝါဒပြီးလို့ရှိရင်အသုံးလုံးဖွဲ့စည်းပုံနဲ့ဒီလိုနားလည်ရတယ်နော်ဒါကြောင့်မို့သက္ကရာဆရာများသည်အင်မတန်ကျေးဇူးရကြတယ်သူတို့ရဲ့ရှင်းလင်းချက်တွေကိုအဘိဓမ္မာနဲ့ပြန်ပြီးတော့ခင်းကွက်ကြည့်လိုက်အဘိဓမ္မာနဲ့ချိန်ထိုးကြည့်လိုက်ဘယ်သူဘာပြောပြောဘယ်သူဘာဟောဘယ်သူဘာရှင်းရှင်းအဘိဓမ္မာဒေသနာတော်ထဲကိုသွတ်သွင်းကြည့်လိုက်အဲ့ဒီထဲကိုသွတ်သွင်းခံနိုင်တဲ့မှန်တယ်ဆိုရင်အဲ့ဒါမှန်တယ်အဘိဓမ္မာဆိုတာဘ
မှန်ဤမှားဤလို့ဆန်းစစ်ဖို့ရန်အတွက်အင်မတန်ကြီးကျယ်တဲ့ဒေသနာတော်ကြီးပဲပုဂ္ဂိုလ်တယောက်ပြောနေတဲ့စကားသည်ဘုရားရှင်ရဲ့ဆိုလိုရင်းကိုငုံပြီးချုပ်ပြီးရဲ့လားဓမ္မဟုတ်ရဲ့လားဆိုတာကိုသိချင်တယ်အဘိဓမ္မာဒေသနာတော်နဲ့ပြန်ပြီးသုံးသပ်ပါပြန်ပြီးတော့ဆုံးဖြတ်ပါဒီမှာဒေသနာတော်တွေကိုသွတ်သွင်းကြည့်ပါဟုတ်ပြီနော်ဒီကအကျိုးပေးဘေဘုံဘဝရောက်နေဘုရားအဘိဓမ္မာမှာဟောထားတယ်အဲ့ဒါကိုပုဂ္ဂိုလ်တယောက်ကဟောဒီပြောနေတာတရားပြောသွားတဲ့အဘိဓမ္မာကကံနဲ့ကံရဲ့အကျိုးပေးနေတယ်ဒီယုတ်ကြီးဘေကံဒီဘုံဘဝဘေဘုံဘဝကိုရောက်နေတယ်အဲ့ဒီဘုံဘဝနဲ့အကျိုးပေးတဲ့ကံနဲ့ဟောပုံပြောပုံမတူဘူးဆိုရင်အဲ့ဒါလွဲချော်နေတယ်လို့ခေါ်တယ်ဟုတ်ပြီနော်ဒါကြောင့်ဒီလိုအားလုံးအဲ့ဒီအဘိဓမ္မာနဲ့အဲ့ဒီအခါကရာဒေသနာတော်တွေကြောင့်ရှင်းလင်းချက်တွေကြောင့်နိဗ္ဗာန်တရားကြီးကိုဘယ်လိုဖွင့်ရမလဲဆိုတာကိုသိခွင့်ရကြတာပါဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်အဲ့ဒီနတ်တရားတွေကိုဘုဒ္ဓနဲ့အာယုကုရဲသိသိနိုင်တဲ့ပုဂ္ဂိုလ်မှန်ရင်နတ်တရားကိုသိသိနိုင်ကြတာဒီပါပဲဒါကြောင့်ဒီကပထမဇန်ဝင်စားပြီးတော့ဇမထဘဝမှာစိတ်ကိုစိုက်ထားစိတ်တခဏအင်မတန်မှလင်းလင်းမြန်မြန်ကြီးဖြစ်တဲ့နေတဲ့စိတ်တခဏရဲ့ခဏနဲ့စိတ်သေးသေးဖြစ်ပြီးပြတ်နေတဲ့သဘောကိုမြင်ပြီးအဲ့ဒီစိတ်တခဏအတိအကျမှာစိတ်စေတသိက်တရားတွေကိုတလုံးချင်းသိသိရစိတ်တခဏအတိအကျမှာအတိစိတ်ဒီစိတ်ဒီစိတ်လည်းဒီသိသိရကောင်းစွာတော်ဝင်ပြီးဆိုဖတ်တာသိသိရဒီဝေဒနာတင်ညာစသည်အဖြစ်သိသိတော်လိုက်လို့ဆိုရင်တလုံးချင်းပန်းပိုင်နိုင်သိသိသိရကြတယ်ပထမဇန်မှာစိတ်စေတသိက်နံတရား34လုံးရှိတယ်အဲ့ဒီ34လုံးတလုံးချင်းသိသိနိုင်ပြီဆိုရင်နောက်ဆုံးမှာ34လုံးတပြိုင်နက်တည်းဉာဏ်ဖြစ်သိသိရတယ်ဒီနေ့ယောဂီတော်ကအပေါင်းတို့တွေကိုနားလည်အောင်လောကဥပမာလေးနဲ့ပြောကြည့်မယ်မိမိတို့အချိုးရည်တောက်နေဆိုပြီးတော့အချိုးရည်ဖြိုတယ်ပေါ့အဲ့ဒီအချိုးရည်ထဲမှာပေါင်းရင်ပစ္စည်း၅မျိုးရှိတယ်ပေါ့ဟုတ်ပြီနော်လိမ္မောရည်ပြားရည်ကြားရည်တမယာတိရည်စားရည်အဲ့ဒါမျိုးဖြစ်တာကဲအဲ့ဒါတွေကိုသမအောင်ဝေးလိုက်ဝေးပြီးလို့ရှိရင်တတိပဋ္ဌာန်းပဲနဲ့တောက်လိုက်မယ်ဆိုရင်လေတောက်ချင်းကိစ္စပြည့်စုံသွားတယ်ပေါ့ရှာလေးနဲ့ရတာခံကြည့်တယ်ဒါကတော့ဖြစ်လိမ္မောကြီးလိမ္မောရတာဒါတော့ဖြစ်စားရတာဒါတော့ဖြစ်ပြားရည်ဒါတော့ဖြစ်ကြားလို့ခွဲခြားပြီးတော့ရတာခံလို့မရနိုင်ဘူးလားရတယ်ဘာဖြစ်လို့လဲကိုယ်တိုင်သိတယ်လေသိတော့လိုက်ပြီးအာယုံယူကြည့်ရင်တစ်ခုချင်းကိုသဘောပေါက်တယ်ဟုတ်ပြီနော်ဒါဆိုရင်အဲ့ဒီခွက်ကိုခြုံပြီးကြည့်တယ်ပေါဝင်ပစ္စည်း၅မျိုးဖြစ်ဒီဆောက်ထားလေလို့ဉာဏ်ဖြစ်သိသိလိုက်မရဘူးလားဒီအဲ့ဒါဉာဏ်ရဲ့အရာလေးတလုံးချင်းရှိမှသိချရင်အလုံးရှိနေလေရဲ့လို့ဉာဏ်ဖြစ်သိသိလို့မဖြစ်နိုင်ဘူးလားဒီအဲ့ဒါဉာဏ်ဖြစ်သိသိတယ်ဆိုတဲ့အဓိပ္ပာယ်လေအဲ့တော့တလုံးချင်းသိချရင်ချုပ်ပြီးတော့ရှုခြင်းဟာလည်းပြည့်စုံသွားတယ်ကျောင်းတိုင်းမှာတကယ်သင်ပေးနေတဲ့ပုံစံကတော့အတိစိတ်ဖတ်တာနှလုံးသွင်းအရင်ဆုံးရှုခံတိစိတ်ဖတ်တာဝေဒနာသုံးလုံးတည်းတိစိတ်ဖတ်တာဝေဒနာတင်ညာ၄လုံးတည်းနောက်ဆုံးပါ
34လုံးလို့ကြပြိုင်နဲ့မြင်အောင်လို့ရှုစီတယ်ညာဟာအင်မတန်ဆန်းနိုင်တယ်တမာတိဒီလူတော်မြေပေါ်မှာလက်တည်ပြီးတော့ရှုဘတ်သုံးသပ်ခွင့်ရတဲ့အတွက်ကြောင့်ဟိုတိုင်းမှာတော့သူတို့သိချင်းဆိုရယ်ဒီညာအမြင်တွေမှာဖြစ်ပေါ်လာကြတာဒီပါပဲတချို့တွေကသမထကမ္မထပိုင်းမှာအချင်းတော်ယူရတယ်ယုတ်ကမ္မထနာကမ္မထသင်ပြီးတော့သိဉာဏ်တွက်ချို့တွေကသမထကမ္မထပိုင်းမှာအောက်ကောင်းနေယုတ်ပိုင်းနာလိုက်ကြတော့အချင်းရဲရဲပို့ပေးရတယ်ဘာဖြစ်လို့လဲအတိတ်တုန်းကရှုပွားသုံးသပ်ခဲ့ပြီးဖြစ်တဲ့သူတော်ကောင်းတွေအတွက်အတိတ်တုန်းကရှုပြီးသားကိုပြန်ရှုရတယ်လို့ပဲဒါကြောင့်သူတို့ရဲ့ဉာဏ်တွေကပို့ပြီးတော့နိုင်နိုင်ကြတယ်ဒါကြောင့်ပါရမီတရားကောင်းဆိုတာဒါပြောတာပါဒါကြောင့်အဲ့ဒီပထမဇန်နတရား34လုံးကိုကောင်းစွာဉာဏ်ဖြင့်သိသိပြီးတဲ့နောက်ဒုတိယဇန်ကိုဝင်စားစေတယ်ဒုတိယဇန်မှာလည်းသူရဲ့ဇာနာတမပတိဝိထိကြီးဟာနောဒရဝိဇံပြိက္ခဥပဇာလူလုံးဘုဒ္ဓဂုစံစောအချိန်ပေါင်းများစွာပြည့်တဲ့နိုင်အောင်ဖြစ်တယ်ပြိက္ခဥပဇာလူလုံးဘုဒ္ဓဂုမှာတော့စိတ်စေတသိက်နံတရား34လုံးပဲရှိနေစေပါလေဇောပဲကြတော့ဝိတဝိစာရပြုသွားပြီဒါဆိုရင်နှလုံးရော့သွားတယ်ပေါ့34လုံးမှဒုတိယဇန်ကြတော့ဘယ်လောက်ဖြစ်သွားလဲ32လုံးတတိယဇန်မှာလည်းဥပဇာရသမာဓိနေပြီဖြစ်တဲ့ပြိက္ခဥပဇာလူလုံးဘုဒ္ဓဂုမှာ34လုံးနဲ့ဇန်စောကြတော့ဘာဖြစ်သွားလဲပီတိပြုတ်သွားပြီဒါဆိုတော့ဘယ်နှလုံးလဲရ30လုံးသရုပ်ဒဇန်ကြတော့ဥပဇာရသမာဓိနေပြီမှာတော့ပီတိမပါတော့ဘူး33လုံးဖြစ်သွားဇောမှာဥပ္ပခါနဲ့ရှင်တဲ့အတွက်ခြေကပြိက္ခဥပဇာအနုလုံးမှာပီတိဖြစ်ရှင်ထက်ရှင်ချင်းကမဖြစ်နိုင်ဘူးဘုရားကကြောင့်လို့အဲ့ဒီဇန်ဇောကြတဲ့အခါကျရင်ဥပ္ပခါအစာဝင်လာတယ်ဥပ္ပခါသင်ရှားလာတယ်ဒါကြောင့်သူလည်းပဲတရားစိတ်စေတသိက်တရား30လုံးပဲရှိတယ်အဲ့ဒီဒီတိုင်းပဲကတိကတိုင်းပထမဇာမသရုဒ္ဓဇာဇာမိတဇာဝင်စားပြီးတော့စိတ်စေတသိက်တရားတွေကိုသိသိခိုင်းရင်အဲ့ဒီချိန်ကျတော့ယောဂီတွေနဲ့လွယ်သွားပြီခတ်တက်တက်သွားလို့ရတယ်ပြီးအာဂတနိစာယနာဇန်ဒီသရုဒ္ဓဇာနဲ့စိတ်စေတသိက်တရားတွေတူတူပဲဝိညာဉ်နိစာယနာဇန်နဲ့အဲ့ဒီတိုင်းပဲအာကိစညာယနာဇန်နဲ့အဲ့ဒီတိုင်းပဲနေဝပညာနာပညာယနာဇန်ကြရတော့တိတိချာချာဂိစိုက်ပြီးတော့ရှုခိုင်းတယ်တေချာအောင်လို့ပထဝီကတိုင်းမှာနေဝပညာနာပညာယနာဇန်